နေဘာရီရှောက်လုံနေတာလေနေဟာတာရီကရီလက်မရီရဘူးစောက်ပေါ်ကြီးပဲလို့လူတွေအဲ့လိုပြောတော့ကျွန်တော်ထိုင်ငိမ့်ပြီးတော့ကျွန်တော်ဘာလုပ်ရင်ကောင်းမလဲပေါ့လူထုအကျိုးပြုပညာပေးတွေဘာတွေလုပ်ရင်ကောင်းမလဲဆိုတော့ကျွန်တော်စဉ်းစားနေတဲ့ချိန်မှာကျွန်တော်ကောင်းထဲမှာတစ်ကရက်ဝင်လာတဲ့အတွေ့အကြုံရှိတော့ဘောနော်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဘာလုပ်မလဲကျွန်တော်စဉ်းစားနေတော့ကျွန်တော်တွေ့ရတဲ့ချိန်မှာကျွန်တော်ဟုတ်ပြီဒါလုပ်ရမယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်ထလုပ်လိုက်တယ်ကျွန်တော်ခေါင်းထဲမှာရောက်ရှိလာတဲ့ပညာပေးဗီဒီယိုဇာတ်လမ်းလေးကတော့တာဆောင်တော့အခွန်မခံရအောင်အိမ်ဒါကိုအကျိုးရှိရှိနီးစနစ်မှန်မှန်ဘလို့အသုံးပြုရမလဲဆိုတာပဲဖြစ်ပါတယ်ဆိုတော့ဒါကတော့မှန်တဲ့ဘေစင်မှာဆိုတော့ဒီနေရာမှာကျွန်တော်တို့မျက်နှာသိလဲရတဲ့အိမ်ဒါသိပြီးတိုင်းလက်စီလို့ရတယ်ပြီးတော့ကျွန်တော်တို့အဘေးမှာဆိုရင်လည်းအမြဲတမ်းကြားမမရွေးအသုံးပြုလို့ရတဲ့တီရှူဘူးလေးတဘူးထားပါတယ်ဆိုတော့မတိရလူကဝါစားမိမှာဆိုလို့ပါဆိုတော့အိမ်ဒါကိုဒီလိုဖွင့်ကြည့်လိုက်ပါအဲ့တစင်ကကိုထပ်ဖွင့်စရာမလိုပါဘူးအဲ့ဒါကဖင်ထိုင်ဖို့နေရပါဆိုတော့နေ့စနေ့မမှန်အိမ်ဒါခွက်ပေါ်မှာဘယ်လိုထိုင်ရမလဲဆိုကျွန်တော်ပြသွားပေးမှာဖြစ်ပါတယ်ဒီပုံစံလေးကတော့ဒီလိုထိုင်လို့မရပါဘူးအဲ့လိုမထိုင်ရပါဘူးဒါဟာလက်ကောင်းကိုအတောက်လိုက်ထွက်ဖို့ဖိတ်ခေါ်တဲ့နဲ့တူတူပါပဲနောက်တနည်းကကျွန်တော်တို့အင်တာသွားရဲ့အမြင်တမ်းဖုန်းလေးပို့ပြီးတော့ခေါင်းလေးငုပ်ဒီအကွက်ဟာလည်းလုံးဝမလုပ်သင့်တဲ့အချက်ပါဒီအကွက်ကယောက်ျားဆိုဘလို့မလုပ်သင့်တဲ့အကွက် cross leg ပေါ့နော်ဒီပေါင်ပေါ်ခြေထောက်ထားလို့ဘလို့မအဆင်မပြေတော့ဒါဟာရွှေနှလုံးတော်ကိုထိခိုက်စေနိုင်မျိုးတုံးစေနိုင်မဲ့ပြဿနာဖြစ်ပါတယ်ဆိုတော့ဘလို့ထားရမလဲဆိုရင်ဒူးနှချောင်းကိုဖြောက်လေးထားမယ်ပြီးတော့အသက်ကိုဝအောင်ရှူပြီးရင်ခါကိုမမတ်ထားအဲ့လိုဒါအိမ်ဒါကိုပါဆောင်လို့အခေါ်မခံရအောင်အိမ်ဒါတဲ့တဲ့နေ့ကိုကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်နောက်ပြီးတော့အိမ်ဒါတက်ပြီးခလုံးရှာမတွေ့တဲ့ဖွဲ့ရေဘလို့ဆွဲချမလဲဆိုတော့ဖွဲ့ဆိုတော့အဲ့နာမှာရေဆွဲချတဲ့ခလုံးရှိပါတယ်နောက်တစ်ခုကကျတော့ဖင်ဆေးတဲ့ရေပိုက်ပါအရင်ဆုံးစမ်းကြည့်ပါတအားပြင်းထန်နေတခါလေးနည်းနည်းတော့အောက်တယ်အဲ့တော့အရင်ဆုံးစမ်းကြည့်ဖို့လိုတယ်ဆိုတော့နောက်ဆုံးတစ်ခုကအမိုက်တောင်ပါအဲ့ဒါကတာမန်အမိုက်တောင်မဟုတ်ပါဘူးကျွန်တော်အိမ်ဒါတက်ပြီးတိုင်းတီရှူတွေတုံးပြီးတိုင်းအဲ့မှာပြစ်ထည့်ဖို့ပါစနစ်တကျတင်ဆက်ဖို့ပေါ့နော်ဒီလိုအရေးအသွေးပြည့်မီတဲ့ပညာပေးဗီဒီယိုမျိုးကိုနောက်တစ်ဖန်ကြည့်ရှုခြင်းလဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ page လေးကို like လုပ်ပေးပါပြီးရင်မတိသေးတဲ့လူတွေမတိသေးတဲ့ကိုယ့်ရဲ့တငယ်ချင်းတွေကို share လုပ်ပါကွန်ပျူတာစုဝင်ပဲဖြစ်တာဆောင်တော့ခေါ်မခံရအောင် share ပေးပါဆိုတော့ like လုပ်ပေးဖို့လည်းမမေ့နဲ့အားလုံးကိုကျေးဇူးတင်တယ်